serial number တွေ auto ကြဖို့ဆိုရင်ဒီလိုလုပ်လို့ရတယ်နော်အဲ့တော့ကျွန်တော်ဒါ product စောက်တဲ့ပုံစံကိုတော့မယ်အဲ့တော့ new ခေါ်လိုက်မယ်ထားပါတော့kh ပေါ့နော် why not စီမှာရအောင်မယ်အဲ့တော့ကျွန်တော်ဘာလဲဆိုတော့ by law ပေါ့နော် by law နဲ့သွားမယ်ပြီးတော့မှကျွန်တော်ဒီနောက်မှာနော် by law ပြီးတော့ valuation by Lawrence serial number အမှဒီမှာ custom law ဆိုတဲ့ဟာလေးနော် custom law ဆိုတဲ့ဟာလေးကျွန်တော်ဗာနဲ့ဆိုတော့ကိုစကျင်တဲ့ကဏ္ဍကိုစကျင်တဲ့ထားပါတော့ကျွန်တော်တို့ဒါ test ပေါ့နော်ထားပါတော့ကျွန်တော်ကတလုံးပဲရိုက်လိုက်တယ်ပဲဆိုပါတော့เนาะပြီးတော့ expire တွေသုံးမယ်ဆိုရင် expire တွေเนาะဒီလိုပုံစံလေးတွေထားတယ်အဲ့တော့ဒါကကျွန်တော်တို့ဒါ log ကိုသူက serial number auto သူကနဲ့သူ generate လုပ်ပေးမယ်ပြီးရင်ကျွန်တော်တို့ save လိုက်မယ်เนาะဒါ product စောက်တဲ့ဟာเนาะအဲ့တော့ကျွန်တော်တို့အဲ့ကြမှာကျွန်တော်တို့ purchase ဝယ်မယ်ပေါ့ဟုတ်ပြီကျွန်တော်က10ခုဝယ်ထောင်နဲ့ confirm order လုပ်လိုက်အဲ့မှာကျွန်တော် receipt လုပ်တဲ့အချိန်မှာเนาะ receipt လုပ်တဲ့အချိန်မှာဒီ detail ဆိုတဲ့ဟာလေးကိုဖွင့်လိုက်ပြီးတော့မှ generate law ဆိုတဲ့ဟာလေးအဲ့မှာကျွန်တော်ဒီဘက်က new ဆိုတဲ့ close လေးကိုနှိပ်လိုက်သူက auto log auto ကြာပြီးသားထွက်လာလိမ့်မယ်ပြီးတော့မှ save validate လုပ်လိုက်အဲ့ဒါဆိုရသွားပြီเนาะဒီလိုပုံစံထွက်မယ်အဲ့တော့နောက်တစ်ဆောင်ပေါ့အဲ့နောက်တစ်ဆောင်ဆိုလို့ရှိရင်လည်းထားပါကျွန်တော်က duplicate လုပ်လိုက်မယ် confirm order လုပ်လိုက်မယ်ပြီးရင် receipt လုပ်တဲ့အချိန်မှာဒီ detail လေးကိုနှိပ်လိုက်မယ်ပြီးတော့မှ generate loss စီတဲ့ number new ကိုခေါ်လိုက်နောက်ခုနကတော့1မလို့ဒီမှာ2ထွက်သွားတာเนาะသူကလည်း auto generate ဆိုပြီးတော့ save လိုက်save ပြီးတော့မှ validate ဆိုတာနှိပ်လိုက်ရပြီเนาะအဲ့လိုပုံစံကျွန်တော် Lawrence စီတဲ့ number auto generate လုပ်လို့ရတယ်เนาะ